တစ်တနင်္ဂနွေဘွားဝေကချုပ်ချယ်ခံရတာကိုမကြိုက်တယ်လို့ကိုယ်တိုင်လဲရှုပ်ရှုပ်ပွေးပွေးနေထိုင်ရတာကိုမနှစ်သက်ကြပါဘူးနှစ်သူများတတ်မှတ်ထားတဲ့ပွန်ဆန်ကွက်ထဲမှာနေလေးမရှိတယ်လို့ကိုလဲဆရာကြီးလုပ်ကြီးနေတတ်သူတွေမဟုတ်ပါဘူးသုံးလွတ်လွတ်လပ်လပ်နေရတာကိုကြိုက်ပေမယ့်ချစ်ရသူနဲ့ပတ်သက်လာရင်တော့အမြင်ဆောင်ဆွေမဲ့အနေထိုင်မျိုးကိုရှောင်ကျဉ်ကြပါတယ်လေးသူတို့ရဲ့စိတ်ကတခါတလေနားလေရခတ်တယ်လို့ထင်ရပေမယ့်သူတို့ရဲ့အပြုအမူတွေကတစ်ဖက်လူကိုထိခိုက်နစ်နာစေတာမျိုးမရှိပါဘူးငါအဖင်ပန်းမှာစိတ်ကြီးတယ်လို့ထင်ရနိုင်ပေမဲ့တကယ်တမ်းမှာတော့မေတ္တာတရားမရှိပဲလူတွေကိုအနိုင်ကျင့်ပိုးကြတာမျိုးလုံးဝမလုပ်တတ်ကြပါဘူး6ဘလောက်ပဲအခက်အခဲတွေရှိနေပါစေသူတစ်ပါးရဲ့တနာကျင့်တာမှုကိုမျိုးကိုပြီးမျက်နှာငယ်နဲ့နေရတာကိုမကြိုက်ကြပါဘူး9ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားဆက်ဆံရတာကိုသဘောကျပြီးတခြားသူရဲ့ကွဲရမှာမကောင်းတာကြံစီလို့စိတ်မျိုးမရှိတတ်ကြပါဘူး10ဒေါသထိလွယ်တယ်လို့ထင်ရပေမဲ့ရန်ညိုးအတေးမထားတတ်ကြပါဘူးမပြတ်သားတာမရှင်းလင်းတာကိုပဲမကြိုက်တာပါ9အမှန်တရားကိုမျက်နှူးကြတယ်ကိုယ်တိုင်လဲမဟုတ်မမှန်တာမပြောသလိုသူများကိုလည်းလင်းညာပြောဆိုတာကိုတီးမခံတတ်ကြပါဘူး10သူတစ်ပါးကိုမိခိုးပြီးရှင်တန်ရတာမျိုးမကြိုက်သလိုကိုကြောင့်တခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေတာမျိုးလည်းမလိုလားကြပါဘူးတနင်္ဂနွေဘွားသားသမီးတွေဟုတ်မဟုတ်ပြောသွားအပတ်စဉ်ဟောစာတဲ့များကိုကြည့်ရှုနိုင်ရန်ဆရာရဲ့ TikTok အကောင့်ကို like နဲ့ follow လုပ်ထားပေးပါ